brother တို့က zombie နဲ့လည်းတွေ့ကျင်တယ် open world ထဲမှာလည်းရှောက်သွားကျင်နေဆိုရင်ဒီ top 3 game လေးကိုရှမ်းပြီးတော့စောကြည့်တင်တာနော် number 3 light after ဒီ game က zombie ကြားထဲမှာ survive ဖြစ်ဖို့တော့ကိုက gunning craft ကလည်းအင်းကြီးဆောက်ရတယ် open world ထဲမှာ explore လုပ်ရတယ်ပြီးတော့ graphic ကလည်းဆိုးဆိုတော့စမ်းစောကြည့်တင်တဲ့ထဲမှာတော့ပါနော် number 2 and down သူက2023မှာထုတ်ခဲ့တာဖြစ်တယ် light after နဲ့ရှင်နေအနောက်ကနည်းနည်းပို့ပြီးတော့နောက်မှထွက်တဲ့ game ဖြစ်တဲ့အတွက်ကြောင့် graphic ပိုင်းနဲ့ mechanic ပိုင်းတွေကပို့ပြီးတော့ရှင်းရှင်းအောင်ဖန်တီးကြတယ်သူက zombie ကြားထဲမှာရှင်ပြရတဲ့ game လေးတစ် game တူတူပဲဒီ game ကလည်းကားမိုက်number 1ကတော့အားလုံးသိကြတယ် One Human သူက zombie တော့မဟုတ်ဘူးဒါပေမဲ့ brother ကိုကြားဘူးကြတယ်siren လိုကြိုးသားမျိုးကို supernatural တအားဆန်တဲ့ game လေးဖိုင်မျိုးပေး2025ကထွက်ခဲ့ရဆိုတော့ PC version နဲ့လည်း cross-play ကစားလို့ရဆိုတော့ share graphic ကလည်းကို share တော့ဘာမှမလို့ကဲနောက်နေ့ကြားလို့ရှိရင်နောက်ထပ် game တွေနဲ့ပြန်လာခဲ့မယ်